ကုသိုလ်ဆိုတာအသိပညာကိုလည်းကုသိုလ်လို့ခေါ်တာပဲအဲ့ဒီအသိပညာဆိုတဲ့ဝိပဿနာကုသိုလ်ဟာကုသိုလ်ထဲမှာတော့အကောင်းဆုံးကုသိုလ်လို့သူတို့ဆိုတယ်အဲ့တော့လောကထဲမှာအကောင်းဆုံးဖြစ်အောင်အကောင်းဆုံးအသိဉာဏ်နဲ့နေထိုင်မှုလိုအပ်တယ်ပေါ့သို့တော့တော်ဝါတိုင်းဟာအဲ့ဒီအသိဉာဏ်မျိုးရှိလားဆိုမရှိဘူးတော်ဝါရဲ့အနေထားကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မိမိရရှိထားတဲ့တခဏတာအခြေလေးတွေပေါ်မှာရှင်မှုမေ့လျော့နေကြတာသာဖြစ်တယ်ထာဝရလို့ထင်ပြီးတော့ရစ်မှုမေ့လျော့နေကြတာကိုရရှိထားတဲ့အခြေအနေတစ်ခုကထာဝရလို့အောင်းမေ့နေကြတာအဲ့လိုနဲ့ပဲမအိုရောမဲ့ပုံမသေးရောမဲ့ပုံပျော်ရွှင်ပြီးတော့ကြုံရမယ့်ဒုက္ခတွေကိုမေ့ထားပြီးတော့ရှေမောပျော်ရွှင်ပြီးတော့လူတွေဟာနေတာအဲ့ဒါကိုရစ်မှုချင်းမေ့လျော့ခြင်းလို့ခေါ်တယ်တရားတွေဟာရစ်မှုမေ့လျော့ပြီးတော့နေကြတာအကြည့်ပဲအကုန်လုံးအယက်သေးစာမူရစေဝသုံးစွဲပြီးတော့အဖြစ်မှန်ကိုမသိလို့ပျော်ပါနေကြတဲ့အမှုသမားအတောက်သမားတွေရဲ့ပျော်ရွှင်မှုမျိုးပဲလောကလူသားတွေဟာအသိဉာဏ်ကင်းမဲ့စွာနေထိုင်ကြတယ်ဆိုတာကိုရှင်မှုခြင်းမေ့လျော့ခြင်းလို့သူတို့ပြောတာအဲ့ဒါလို့ရင်မှုမေ့လျော့နေပြီးတော့ဘဝတစ်ခုဟာဒုက္ခနဲ့ကြုံတွေ့ပြီးတော့ဆုံးသက်သွားပြန်ဘယ်ဘဝပဲဖြစ်ဖြစ်ထာဝရတည်ငြိမ်ရတဲ့ဘဝမရှိဘူးသေဆုံးခြင်းကတော့အကြီးအကျယ်ပြောင်းလဲခြင်းဖြစ်တယ်သေဆုံးခြင်းမဟုတ်ခင်လည်းပဲလောကမှာတည်ငြိမ်စွာအေးချမ်းစွာနေနိုင်တဲ့ဆိုတဲ့အခွင့်အရေးဟာမရှိသလောက်ရှားပါတယ်ပေါ့အဲ့တော့လောကမှာနေပြီးတော့ဆုံးရှုံးနစ်နာမှုတွေနဲ့ကြုံသွားကြတဲ့ပုဂ္ဂိုလ်ဟာလောကအတွင်းမှာကိုယ်လက်ရှိရရှိထားတဲ့ဘဝရဲ့အခြေအနေဆိုးတဲ့ဘဝမျိုးကိုရောက်ရှိသွားကြတယ်ဥပမာပဲလူဘဝကနေပြီးတော့အပေပုံရောက်သွားတယ်ဆိုရင်ဒါအခြေအနေအလွန်ဆိုးတဲ့ဘဝကိုရောက်သွားတာလို့ခေါ်တယ်လူဘဝကနေပြီးတော့နတ်ပြည်ရောက်တယ်မြမပြည်ရောက်တယ်ဆိုရင်ဒါအခြေအနေတစ်ခုကောင်းသေးတယ်လို့ပြောရမယ်အဲ့ဒီလိုအခြေအနေဆိုးသွားတာက